မင်းကလေးတယောက်ဟာနေ့တိုင်းဇွန်ဘီအုပ်စုတစုအတွက်ဟင်းချက်ပေးနေရပါတယ်ထူးဆန်းတာကအဲ့ဒီဇွန်ဘီတွေဟာသူမကိုကိုက်မဲ့အစားသူမခိုင်းသမျှကိုအကုန်နာခံနေကြတာပါဒါဟာသူမရဲ့နောက်ွယ်မှာဇွန်ဘီဘရင်တစ်ပါးရှိနေလို့ပါပဲလွန်ခဲ့တဲ့ရက်ပိုင်းကဗိုင်းရပ်စ်တွေစတင်ပြန့်နှံ့ချိန်မှာမင်းကလေးဟာဇွန်ဘီတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်သူမဟာအတန်းဖော်တွေစီကအကူအညီရလိုရညာစာတင်ငန်းတကားစီကိုအသေးအတန်ပြေးခဲ့ပေမဲ့အတန်းဖော်တွေကသူမရဲ့လွယ်အိတ်ကိုလူယူပြီးတကားကိုအပြင်ကနေပိတ်လိုက်ကြပါတယ်ဒေါသထွက်သွားတဲ့မင်းကလေးဟာဇွန်ဘီတွေရဲ့အာယုံကိုဆွဲဆောင်ဖို့အော်ဟစ်ပြီးအတူတူတေကြမယ်ဆိုတဲ့စိတ်နဲ့စောင့်နေခဲ့ပါတယ်အခြေအနေတွေဆိုးရွားနေချိန်မှာပဲလူရေးတစ်ခုပေါ်လာပြီးသူမအနာကဇွန်ဘီတွေကိုအကုန်နှိမ်နှင်းပေးလိုက်ပါတယ်အဲ့ဒီလူကလက်ကမ်းပေးလိုက်တဲ့အခါမင်းကလေးဟာဝမ်းသာအားရဖတ်လိုက်မိပေမဲ့တေချာကြည့်လိုက်မှထိုလူဟာလည်းကူးစက်ခံထားရတဲ့ဇွန်ဘီတယောက်ဖြစ်နေတာကိုသိသွားပါတယ်မင်းကလေးကကြောက်လန့်သွားပြီးရှိသမျှပစ္စည်းတွေနဲ့ပြစ်ပေါက်မောင်းထုတ်ပေမဲ့မရခဲ့ပါဘူးနောက်ဆုံးလက်နက်နဲ့ခြောက်လန့်လိုက်တဲ့အခါထိုလူဟာဒေါသထွက်သွားပြီးမင်းကလေးကိုပကုံးပေါ်ထန်းကခေါ်ဆောင်သွားပါတော့တယ်မင်းကလေးနိုးလာတဲ့အခါသူမကူးစက်မခံရသေးပဲရေချိုးကန်နဲ့ရောက်နေတာကိုတွေ့လိုက်ရပါတယ်ထိုလူကသူမကိုရေချိုးပေးနေတာကြောင့်သူမကိုစားတော့မလို့တန့်ရှင်းရေးလုပ်နေတဲ့ထင်သွားပြီးညညတာတာကိုက်ဖို့တောင်းပန်ရှာပါတယ်ဒါပေမဲ့သူကမကိုက်တဲ့အပြင်သူမကိုစူပါမားကတ်တစ်ခုစီခေါ်သွားခဲ့ပါတယ်စူပါမားကတ်ထဲကဇွန်ဘီတွေကသူမရဲ့အနှံ့ကြောင့်ဝိုင်းလာတဲ့အခါထိုလူကသူ့ရဲ့သွေးကိုမင်းကလေးရဲ့လက်ဖွားမှာတုပ်ပေးလိုက်ပါတယ်အဲ့ဒီအခါမှာတော့ဇွန်ဘီတွေအားလုံးနောက်ဆုတ်သွားကြပါတယ်အဲ့ဒီတော့မှသူဟာဇွန်ဘီတွေရဲ့ခေါင်းဆောင်ဖြစ်ကြောင်းမင်းကလေးလည်းသိသွားခဲ့ပါတယ်မင်းကလေးကသူ့နာမည်ကိုမေးလိုက်တဲ့အခါထိုလူဟာတွေ့ဝေသွားခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့10နှစ်ကတည်းကသူတို့နှစ်ဦးဟာခင်မင်ခဲ့ကြတာပါမှန်လောက်အိမ်ကြားကနေသူ့ကိုအဖော်ပြုပေးခဲ့တဲ့တူလေးတော်တငယ်ချင်းဟာဒီမင်းကလေးပါပဲသူဟာမင်းကလေးရဲ့တပ်ပုံကိုဆွဲကြိုးထဲမှာအမြဲထားခဲ့တာပါဗိုင်းရပ်စ်ပြန့်နှံ့ချိန်မှာသူမအန်ရကြုံနေတာကိုမြင်လို့အသက်ဆုံးပြီးကယ်တင်ရင်းသူဟာအသိစိတ်ရှိတဲ့တူလေးတော်ဇွန်ဘီဖြစ်လာခဲ့တာပါဒါပေမဲ့မင်းကလေးကတော့သူ့ကိုမှတ်မိပုံမရသေးပါဘူးသူတို့ပြန်ခါနီးမှာဇွန်ဘီတွေလိုက်တာခံနေရတဲ့အတန်းဖော်တွေနဲ့ပြန်ဆုံပါတယ်အတန်းဖော်တွေသူမအပေါ်လုပ်ခဲ့တာကိုတွေးပြီးတွေ့ဝေသွားပေမဲ့မင်းကလေးဟာသူတို့ကိုကူညီပေးဖို့ဇွန်ဘီခေါင်းဆောင်ကိုတောင်းဆိုခဲ့ပါတယ်ကားပေါ်တက်လာတဲ့အတန်းဖော်တွေဟာကျေးဇူးတင်ရမယ့်အစားမင်းကလေးကိုဘေးဖယ်ပြီးအတင်းဝင်လာကြပါတယ်ကားပိန်းပေါက်ပြီးဇွန်ဘီတွေဝိုင်းလာတဲ့အခါမှာတော့အတန်းဖော်ယောက်ျားလေးကလူတစ်ယောက်ကိုအစာအဖြစ်အပြင်ထုတ်ပေးဖို့အကြံပေးပြီးမင်းကလေးကိုကားအပြင်ဘက်တိုးထုတ်လိုက်ပါတော့တယ်ဇွန်ဘီတွေကသူမထံဝိုင်းအောင်လာတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ဇွန်ဘီခေါင်းဆောင်ဟာချက်ချင်းပဲဒေါသအကြီးကျယ်ပောက်ကွဲသွားပါတော့တယ်